ဆွေးနွေးမိဆိုတာပါလေဟုတ်ပါတယ်ဝမ်ဘီတွေကဒီဘက်ဖရူတစ်လုံးဖြစ်ပါတယ်အရှိမှာတော့ဘစ်မောင်းခေါ်ရှာလော့လင်းလင်းစီမှာရှိနေတယ်ဒါပေမဲ့လင်းလင်းကတည်သွားလားရှင်သွားလားမသိတော့နောက်ထပ်ဘယ်သူစီထည့်ရောက်မလဲဆိုတာမသိသေးဘူးထားပါဒီတော့ဆွေးနွေးမိကြောင်းလေးဆက်သွားလိုက်အောင်သူ့ရဲ့လုံးနေစနေရတော့ဝင်းရင်တွေကိုလိုသလိုထိန်းချုပ်နိုင်တယ်ချဲ့လဲနိုင်တယ်လူသားတယောက်ရဲ့ဝင်းရင်ကိုနှုတ်ပြီးချားတတ်မဲ့အရာဝတ္ထုတစ်ခုခုတည်းကိုထည့်သွင်းသုံးမိနိုင်တယ်လူသားတွေရဲ့အသက်ကိုလိုသလိုထိန်းချုပ်နိုင်မယ်ယူဆကိုချုပ်တဲ့စိတ်ကများလေလေ ID ရဲ့အစွမ်းကတုံးခံရတဲ့သူရဲ့ဝင်းရင်တွေကိုနှုတ်ယူရလွယ်လေပါဒါပေမဲ့ကြောက်တဲ့စိတ်မရှိတဲ့သူကိုဝင်းရင်နှုတ်ရတာခက်တယ်ဥပမာချင်းပေးပြီးတော့ညောင်းမတော့လို့ကောင်းပေါ့ဘယ်တမောင်းလို့လူကိုမကြောက်တဲ့သူကလည်းခက်ရှာလေဆိုတော့ငကူကမှကျမ်းပါတယ်ဆိုတော့အတီကိုပို့ပြီးကျန်းလာစေတာပေါ့ဒါပါပဲဆိုတော့နောက်ထပ် 1B တွေက develop တွေကိုတင်ဆက်ပြီးတော့မှမလို့ like and follow လေးလုပ်ခဲ့ပါဦးအားလုံးပဲ see you the next video